ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ရေဒါရှိမြို့နယ်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုးတိုင်ရေဒါရှိမြို့နယ်စစ်တောင်းမြစ်အနီးကရွေးကောက်ပွဲလုံမဲ့ရွာတွေမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုဒီဇင်ဘာလ23ရက်နေ့မှာတိုက်ခိုက်ခဲ့တယ်လို့နေပြည်တော် PDF ကဒီနေ့မှာထုတ်ပြန်ပါတယ်။စစ်တပ်ကအဲ့ဒီနေရာတွေမှာရွေးကောက်ပွဲအတွက်မဲရုံတွေတိစောက်ပြီးပြည်သူတွေကိုမဲထည့်ဖို့အတွက်ဖိအားပေးနေတာကြောင့်တိုက်ခိုက်တာလို့အဲ့ဒီတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။နေပြည်တော် PDF တပ်ဖွဲ့ကရေဒါရှိမြို့နယ်တွေကစွာမာကြီးကျွာအုံးမြေတူးရွာတိရွာနဲ့ခေတန်းလေးကြီးရွာတို့မှာမဲယုံအတွက်ရောက်ရှိနေတဲ့စစ်တပ်အထိုင်ချစခန်းတွေကိုတိုက်ခိုက်တာလို့သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မဲယုံတိစောက်ထားတဲ့စွာမာကြီးကြီးရွာတိကြီးရွာတို့ကစစ်တပ်ကိုတိုက်ခိုက်ပြီးမဲယုံနေရာတွေကိုမိရှုခဲ့တယ်လို့နေပြည်တော် PDF တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒီဒေသခံကာကွယ်ရေးရဲဘော်တို့ကကြီးရွာ400လောက်ကတော့လက်ရှိတော့ရှောင်နေရတယ်။စစ်ရေးကတော့ဆက်လက်တင်းမာနေတယ်လို့ပြောပါတယ်။အဲ့ဒီဖွဲ့ရဲ့ထုတ်ပြန်ချက်မှာစစ်တပ်ဘက်က10ဦးထိခိုက်ဒေဆုံးနိုင်တယ်လို့စစ်တပ်ကစစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာနေအရှိဘက်ကမ်းကိုစစ်ကူဖြည့်တာလင်းရင်ပေါင်းဝင်လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက်အဝေးရဲဘော်တွေပြန်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုကိုတော့ Repico သတင်းမီဒီယာအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးတိုက်ပွဲအတွင်းမှာတော့ပိတ်မိနေတဲ့ပြည်သူတွေကိုစနစ်တကျဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့နေပြည်တော် PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်တပ်ကတော့စာမာကြီးကျွေးရမဲယုံကိုစစ်တောင်းမြစ်နောက်ဘက်ကမ်းကိုရွှေ့ပြောင်းသွားတယ်လို့နေပြည်တော် PDF တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်နေပြည်တော်တပ်ဖွဲ့အနေနဲ့စစ်တပ်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုတားဆီးနိုင်ရေးအတွက်ရွေးကောက်ပွဲကျင်းပမဲ့နေရာအားလုံးကိုဖြစ်နိုင်တဲ့နီးလန်းတွေနဲ့ဟန်တားသွားမှာဖြစ်ပြီးပြည်သူများအနေနဲ့အတူရောင်ရွေးကောက်ပွဲကိုမဲမထည့်ခြင်းဖြင့်စန့်ကျင်တားဆီးကြဖို့တိုက်တွန်းထားပါတယ်